သင်ကူလက်ရှိဖြစ်ပြနေတဲ့အခြေအနေတစ်ခုကိုအရင်ကတနေရာမှာမြင်ဘူးသလိုလိုဒီစကလုံးတွေကိုတယောက်ကပြောဘူးသလိုလိုခံစားဘူးပါသလားဒါဟာရိုးဒီကြဘူးလားဒါမှမဟုတ်သင်ရဲ့အိမ်မက်တွေကသင်ကိုအနာဂတ်အကြောင်းကြိုတင်သတိပေးနေတာလားလူသားတွေရဲ့စိတ်ဆွမ်းဟာကျွန်တော်တို့ထင်ထားတာနဲ့ပိုပြီးထူးဆန်းပါတယ်တချို့လူတွေဟာမနေ့ဖန်မှာဖြစ်လာမယ့်အရာတွေကိုဒီညအိမ်မက်ထဲမှာအရင်မြင်နေရတတ်ပါတယ်ဒါကိုသိပ္ပံပညာကဘလို့ခေါ်တယ်လဲဘာကြောင့်ဖြစ်ရလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားမှာပါမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့အားလုံးကြုံတွေ့ဘူးပြင်မဲ့ရှင်းပြရခဲ့တဲ့ pre-cognitive dream ခေါ်တကယ်ဖြစ်လာမယ့်အိမ်မက်အများအကြောင်းကိုတင်ဆက်ပေးသွားမှာပါအပြင်မှာတကယ်ဖြစ်လာတဲ့အခါငါဒါကိုအိမ်မက်ထဲမှာမြင်မှုတယ်လို့ခံစားရတာဟာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတယ်ဆိုတော့အတူတူကြည့်လိုက်ရအောင်ဗျာအများစုကဒီဂျာဘူးနဲ့မှားတတ်ကြပါတယ်ဒီဂျာဘူးဆိုတာကလက်ရှိဖြစ်ရပ်ကိုအရင်ကကြုံမှုသူတို့ခံစားရတာပါ pre-cognitive dream ဆိုတာကတော့အိမ်မက်မပြီးတိုင်းရက်ပိုင်းဒါမှမဟုတ်လပိုင်းအကြာမှာအိမ်မက်ထဲကအတိုင်းတစ်ထပ်တည်းဖြစ်လာတာကိုဆိုလိုတာပါကျွန်တော်တို့အခုလိုအိမ်မက်ထဲကအတိုင်းအပြင်မှာတကယ်ဖြစ်လာတာကိုကြုံရတဲ့အခါမှာငါမှထူးခြားတဲ့စွမ်းအားတွေရှိနေတာလားလို့တွေးမိတတ်ကြပါတယ်ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ဒါကိုကျွန်တော်တို့ရဲ့ဥနောက်ထဲမှာပဲဖြစ်ပြနေတဲ့အံ့ဩစရာလှုပ်ဆောင်ချက်တစ်ခုလို့ရှင်းပြထားပါတယ်တကယ်တော့ကျွန်တော်တို့ရဲ့ဥနောက်ဆိုတာစူပါကွန်ပျူတာတစ်လုံးထက်တောင်ပူအစွမ်းထက်ပါတယ်ကျွန်တော်တို့သတိမထားမိလိုက်တဲ့တနေ့တာအဖြစ်အပျက်တွေမြင်ကွင်းတွေအတန်တွေနဲ့အချက်လက်အသေးသေးလေးတွေကိုဥနောက်ကမသိစိတ်ထဲမှာအမြဲတမ်းသိဆဲနေတာပါနံပါတ်1ဖြစ်နိုင်ခြေတွေကိုကြိုတင်တွက်ချက်ခြင်းကျွန်တော်တို့အိပ်ပျော်နေတဲ့ချိန်မှာဥနောက်ကအနားယူနေတာမဟုတ်ပါဘူးသူဟာကျွန်တော်တို့သိဆဲထားတဲ့အချက်လက်ဟောင်းတွေကိုပြန်ထုတ်ပြီးနှောင်ပါဖြစ်လာနိုင်တယ်လဲဆိုတဲ့အနာဂတ်ဖြစ်နိုင်ခြေထောင်ပေါင်းများစွာကိုကွန်ပျူတာတစ်လုံးတို့တွက်ချက်နေတာပါအဲ့ဒီလိုတွက်ချက်ရင်ထွက်လာတဲ့ပုံရိပ်တွေကအိမ်မက်အဖြစ်ပေါ်လာတတ်ပါတယ်အပြင်မှာတကယ်ဖြစ်လာတဲ့အခါဥနောက်ကတွက်ထားတာနဲ့သွားတိုက်ဆိုင်ပြီးတော့ဒါငါမြင်မှုပါတယ်ဆိုတဲ့ခံစားချက်ဖြစ်လာတာပါဒါမှမဟုတ်မှတ်ဉာဏ်လမ်းကြောင်းလွဲခြင်းနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ကျွန်တော်တို့ရဲ့မှတ်ဉာဏ်စနစ်ပါတခါတလေမှာအပြင်မှာတစ်ခုခုဖြစ်ပြနေတဲ့အချိန်မှာဥနောက်ထက်ကအဲ့ဒီအချက်လက်ကိုလက်ရှိပြအပြင်မသိမဲ့အတိတ်ကအဖြစ်ပြက်ဖြစ်မှားယွင်းသိမ်းဆဲလိုက်တာမျိုးတွေရှိတတ်ပါတယ်အဲ့ဒီအခါမှာစက္ကန့်ပိုင်းတွင်ဖြစ်ပြနေတာကိုပဲငါဒါကိုအရင်ကတည်းကသိနေသလိုလိုအရင်ကမြင်မှုသလိုလိုဆိုပြီးဥနောက်ကကျွန်တော်တို့ကိုလှည့်စားလိုက်တာဖြစ်ပါတယ်နံပါတ်3ဒီဂျာဘူးနဲ့အိမ်မက်ရဲ့ဆက်ဆံမှုသိပ္ပံပညာမှာဒီဂျာဘူးလို့ခေါ်တဲ့အသုံးအနှုန်းရှိပါတယ်ဒါဟာအိမ်မက်ကိုပြန်မြင်အောင်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ကျွန်တော်တို့ဟာနေ့စဉ်အိမ်မက်တွေအများကြီးမက်ပေမဲ့အကုန်လုံးကိုမမှတ်မိကြပါဘူးဒါပေမဲ့အပြင်မှာအိမ်မက်ထဲကနဲ့ဆင်တူတဲ့အခိုက်အတန့်လေးတခုကြုံလိုက်ရတာနဲ့ဥနောက်ထဲမှာပျောက်ဆုံးနေတဲ့အိမ်မက်အပိုင်းအစာလေးတွေကရုတ်တရက်ပြန်နိုးထလာပြီးလက်ရှိအခြေအနေနဲ့သွားပြီးလင်းချိတ်ဆက်လိုက်တယ်လို့ဖြစ်သွားတာပါဘာကြောင့်အသစ်စီမှာဒီလိုထူးခြားတဲ့အာရုံတွေရှိနေရတာလဲသိပ္ပံနည်းကြအမြင်တွေရှိသလိုတစ်ဖက်မှာလည်းကျွန်တော်တို့ညင်းပယ်လို့မရတဲ့အလိုလိုသိစိတ်နဲ့စိတ်ဆွမ်းအားဆိုင်ရာလျှို့ဝှက်ချက်တွေလည်းရှိနေပါတယ်ဘာကြောင့်တချို့လူတွေကတခြားသူတွေနဲ့ပိုပြီးအနာဂတ်ကိုကြိုမြင်တဲ့အိမ်မက်မျိုးတွေမဲ့နေရတာလဲလူစိတ်ရဲ့90%ဟာမသိစိတ်ကဖြစ်ပါတယ်ကျွန်တော်တို့သတိမထားမိပဲကြော်ဖြတ်ခဲ့တဲ့ပတ်ဝန်းကျင်ကအရေးအယောင်တွေလူတွေရဲ့အမူအရာတွေနဲ့အခြေအနေတွေကိုမသိစိတ်ကအကုန်မှတ်သားထားပါတယ်သင်အိပ်ပျော်သွားတဲ့အခါအဲ့ဒီအချက်လက်တွေကိုပေါင်းစပ်ပြီးမကြခင်မှာဒါမျိုးဖြစ်လာနိုင်တယ်ဆိုတဲ့အချက်ပေးမှုကိုအိမ်မက်ကတစင်ဖော်ပြတာပါဒါဟာအသင်ရဲ့ဥနောက်ကသင်ကိုကြိုတင်ပြင်ဆင်ခိုင်းနေတာလည်းဖြစ်နိုင်ပါတယ်လေးလာချက်တွေရာစိတ်ခံစားမှုနူးနယ်သူတွေအာယုံခံစားမှုမြန်ဆန်သူတွေဟာဒီလိုပရီကွန်ကနေတဲ့တွင်းမျိုးပိုပြီးမတ်တက်ကြပါတယ်သင်ဟာပတ်ဝန်းကျင်ကိုအကဲခတ်တာတော်တဲ့သူဒါမှမဟုတ်တစ်ခုဖြစ်တော့မယ်ဆိုရင်ရင်ထဲကကြိုသိနေတတ်တဲ့နာမည်မျိုးတွေကိုခံစားရတဲ့သူဆိုရင်သင်ရဲ့အိမ်မက်တွေကသင်ကိုလမ်းပြပေးနေတာဖြစ်နိုင်ပါတယ်တခါတလေမှာကျွန်တော်တို့ကပြဿနာတစ်ခုကိုအရန်အပြေရှာနေတဲ့အခါဒါမှမဟုတ်တစ်ခုကိုအရန်စိုးရိမ်နေတဲ့အခါမှာလည်းအဲ့ဒီကိစ္စရဲ့ရလဒ်ကိုအိမ်မက်ထဲမှာကြိုမြင်တတ်ပါတယ်ဒါကိုစိတ်ကူးရင်အစမ်းလေးခြင်းမှုလို့လည်းခေါ်ကြပါတယ်ဥပမာအင်တာဗျူးတစ်ခုသွားခါနီးမှာအင်တာဗျူးခိုင်းတဲ့ကအခြေအနေတွေကိုကြိုမှတ်တာမျိုးပေါ့ဒါဟာသင်ရဲ့စိတ်ဆွမ်းအားကသင်ကိုအကောင်းဆုံးဖြစ်အောင်ပုံဖော်ပေးနေတဲ့သဘောပါပဲဒါကြောင့်နောက်တစ်ခါသင်အိမ်မက်မဲ့ပြီးဒါမျိုးအပြင်မှာတကယ်ဖြစ်ဘူးသလိုပဲကိုခံစားရရင်အဲ့ဒါကိုရိုးတိုက်ဆိုင်မှုလို့ပဲသတ်မှတ်မလားဒါမှမဟုတ်သင်ရဲ့ထူးခြားတဲ့အာယုံစွမ်းမကားလို့ပဲယုံကြည်မလားဆိုတာကတော့သင်အပေါ်မှာပဲမူတည်နေပါတယ်ဒါပေမဲ့တခုတော့သိကြပါတယ်အဲ့ဒီအချိန်မှာသင်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ဟာတခုကိုပြောပြဖို့ကြိုးစားနေတာအမှန်ပါပဲတကယ်တော့ဒီလိုအိမ်မက်မျိုးဟာလူတိုင်းမှာရှိနိုင်ပါတယ်အဓိကကတော့ကိုယ့်ရဲ့အိမ်မက်တွေကိုသေချာမှတ်သားထားဖို့ပါပဲအကယ်၍သင်ဟာအိမ်မက်ထဲမှာမြင်မှုတာတွေကိုအပြင်မှာတကယ်ပြန်ကြုံရတဲ့အခါဒါဟာသင်အတွက်ကံကောင်းခြင်းလားဒါမှမဟုတ်သတိပေးချက်လားဆိုတာကိုသေချာစမ်းသပ်ကြည့်သင့်ပါတယ်ကဲတငယ်ချင်းတို့ရောအိမ်မက်ထဲမှာမြင်မှုတာတွေအပြင်မှာတကယ်ဖြစ်လာတာမျိုးကြုံမှုပါသလားဘယ်လိုအိမ်မက်မျိုးလဲဆိုတာကိုကွန်မန့်မှာမျှဝေပေးခဲ့ပါဦးဒီလိုစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မွေးပါနဲ့ဦးနော်